ဘာကြောင့်တချို့လုပ်ငန်းတွေကြာရှုံးပြီးတချို့လုပ်ငန်းတွေအောင်မြင်တယ်လဲ Business Success Formula 2026နိဒာစီးပွားရေးလောကမှာစတင်ဖို့ကလွယ်တယ်ဒါပေမဲ့ရှင်သန်ဖို့ကခက်တယ်မြန်မာနိုင်ငံမှာနှစ်စဉ်လုပ်ငန်းအသစ်တွေထောင်ထဲချီပြီးစတင်နေကြတယ်ဒါပေမဲ့၃နှစ်အတွင်းလုပ်ငန်းအများစုပျောက်ကွယ်သွားတယ်နှစ်ကျော်ရပ်တည်နိုင်တဲ့လုပ်ငန်းကနည်းနည်းပဲရှိတယ်မိကုန်းကဘာကြောင့်ဒီလိုဖြစ်ရတာလဲငွေမရှိလို့လားကံမကောင်းလို့လားဈေးကွက်မကောင်းလို့လားအဖြေကအဲ့ဒီထက်ပိုနှက်ဆိုင်တယ်အခန်းတစ်လူတွေ product ဝယ်တာမဟုတ်ဘူးလူအများစုရဲ့အမှားက product ကိုအာရုံစိုက်လွန်းတာ customer ကိုမအာရုံစိုက်တာ Customer က ဖုန်းမဝယ်ဘူးဆက်သွယ်မှုကိုဝယ်တာ Customer က Drill Machine မဝယ်ဘူးနေရမှာအပေါက်ဖောက်နိုင်မှုကိုဝယ်တာ Customer က Software မဝယ်ဘူး အချိန်သက်သာမှုကိုဝယ်တာ Customer က A tool မဝယ်ဘူး Productivity ကိုဝယ်တာ အခန်းနှစ် Customer မရှိရင် business မရှိဘူး လုပ်ငန်းရှင်တော်တော်များများက revenue ကိုအာရုံစိုက်တယ်ဒါပေမဲ့ revenue ရဲ့အရင်းမြစ်က customer ဖြစ်တယ် Customer satisfaction မရှိရင် revenue ရေရှည်မရှိဘူး Customer loyalty မရှိရင် business growth မရှိဘူး ဒါကြောင့် customer first ဆိုတဲ့စဉ်းစားပုံကိုတည်ဆောက်ရမယ်အခန်း3 2026ခုနှစ်မှာ customer တွေပြောင်းလဲသွားပြီအရင်ခေတ်ကရောင်းသူကအာဏာရှိတယ်ယနေ့ခေတ်မှာ customer ကအာဏာရှိတယ် Customer က Google search လုပ်တယ် Facebook review ဖတ်တယ် TikTok review ကြည့်တယ် အိတ်ကိုမေးတယ် website နှိုင်းရှင်တယ် အဲ့ဒီနောက်မှဝယ်တယ်ဒါကြောင့် marketing ထက် trust ကပိုအရေးကြီးလာတယ် အခန်း4လုပ်ငန်းကြရှုံးစေတဲ့အမှား၅ခုတ customer ကိုနားမလည်ခြင်းနှစ်တဲတမကြည့်ပဲဆုံးဖြတ်ခြင်းသုံး technology ကိုညှင်းပယ်ခြင်း၄ system မတိဆောက်ခြင်းပြောင်းလဲမှုကိုမလိုက်နိုင်ခြင်းဒီ၅ခုကလုပ်ငန်းကြရှုံးစေတဲ့အကြီးမားဆုံးအကြောင်းရင်းတွေဖြစ်တယ်အခန်း5အောင်မြင်တဲ့ company တွေရဲ့လှုပ်ဝက်ချက် Apple Amazon Google Microsoft Toyota Samsung ဘယ် company ကိုပဲကြည့်ကြည့်တူညီတဲ့အချက်တစ်ခုရှိတယ်သူတို့ product မရောင်းဘူး value ရောင်းတယ် experience ရောင်းတယ် trust ရောင်းတယ် relationship တည်ဆောက်တယ် အခန်း6အခစ်မှာ business လုပ်နည်းပြောင်းသွားပြီ2026ခုနှစ်မှာအဲမသုံးတဲ့ company နဲ့အဲသုံးတဲ့ company ကြား ကွာဟချက်ကြီးမားလာတယ် checked cram herb automation data analytics တွေကိုအသုံးပြုတဲ့ company တွေကပိုမြန်တယ်ပိုတိကျတယ်ပိုမြတ်ရတယ်အခန်း9စမီလုပ်ငန်းများအတွက်အကြံပြုချက်နေ့စဉ်ဒီ၅ချက်ကိုလုပ်ပါ customer feedback စုဆောင်းပါ sales data ကြည့်ပါ team training လုပ်ပါ iTools သင်ယူပါ system တည်ဆောက်ပါနှစ်အကြာမှာရလဒ်ကလုံးဝကွာခြားသွားပါလိမ့်မယ်အခန်း10 business success formula business success customer value trust system consistency innovation ဒီ formula ထဲကတစ်ခုခုမရှိရင် growth ကရပ်တန့်သွားနိုင်တယ်မိကုံဘာကြောင့်တချို့လုပ်ငန်းတွေကြာရှုံးပြီးတချို့လုပ်ငန်းတွေအောင်မြင်တယ်လဲအဖြေကရိုးရှင်းတယ်အောင်မြင်တဲ့လုပ်ငန်းတွေက customer ကိုနားလဲတယ် data နဲ့ဆုံးဖြတ်တယ် technology ကိုအသုံးချတယ် system တည်ဆောက်တယ် ပြောင်းလဲမှုကိုလက်ခံတယ်စီးပွားရေးမှာအကြီးဆုံးကုမ္ပဏီကအနိုင်ရတာမဟုတ်ဘူးပြောင်းလဲမှုကိုအမြန်ဆုံးလိုက်နိုင်တဲ့ကုမ္ပဏီကအနိုင်ရတာဖြစ်တယ်